2011 ခုနှစ်ဇွန်လကစပြီးကချင်ပြည်နယ်ထဲမှာဖြစ်ပွားခဲ့တဲ့အစိုးရတပ်တွေနဲ့ KIA တို့ရဲ့တိုက်ပွဲတွေကြောင့်ဒေသခံရွာသူရွာသားတွေထွက်ပြေးလာကြပြီးဒုက္ခသည်စခန်းတွေမှာခိုလုံနေကြရပါတယ်။ဒုက္ခသည်စခန်းတွေမှာနေထိုင်ကြရတဲ့ဒုက္ခသည်တွေရဲ့ဘဝဟာအချိန်ကြာလာတာနဲ့အမျှပုံမိုဆိုးရွားတဲ့အခြေအနေတွေနဲ့ကြုံတွေ့နေကြရပါတယ်။ကျန်းမာရေးဆောက်ရှောက်မှုအတွက်စီးပွားအလုံးအလောက်မရှိခြင်းနဲ့တောက်သုံးရည်ရှားပါခြင်းတွေကြောင့်အခုအခါမှာဝမ်းပြက်ဝမ်းလျှောယောဂါတွေကိုတက်ကြီးပိုင်းတွေနဲ့ကလေးတွေကခံစားနေရတယ်လို့ဇန်အောင်ဒုက္ခသည်စခန်းအတွင်းရေးမှူးဦးမနန်ရှောင်းနဲ့ဇန်အောင်ဒုက္ခသည်စခန်းထဲမှာဒူနာတွေကိုတာဝန်ယူကုသပေးနေတဲ့ကျန်းမာရေးမှူးလက်ကြီးထုလင်တို့ကပြောပါတယ်။စီမဝန်ခုမစုပ်ပဲမကျော်ရပဲကရငါနာအန်ချင်ဒေကာတဲ့နာကမီနန်နာနဲ့နာအင်္ဂလိပ်စီငွန်းကပါလောလောင်းနေငွေရအန်ချင်တဲ့စီငွန်းကပါနိဖက်အင်ဒိုစလိုက်လာငွာကနာစီကိုစင်ကွန်ကကြီးလာတမျိုးရှိနာစင်ကွန်ช่วยลังกางพริ้งครั้งอาจารย์ก็บอกว่าเด็กน้อยจะก็พลลขันนะไปมีทุ่มมีชาไรโลราลำมิงาเสวามสมบูสันตัดผู้เลยบางว่าไม่ชิบุสุระตัวรู้ยังเล็กขนาดจีบมากุเปย์ตัวรู้บาปชิดเดสวาลิโน่เมียนเป็น history นี่เมียมากุเปย์แต่ไม่ใช่เสวาก็ลงว่าลงล็อกกูตัดซาอาชีพไม่ใช่หรอစေဝါမလုံလောက်မှုတွေကြောင့်မွေးကင်းစကလေးတွေနဲ့တက်ကြီးရွယ်အိုတွေနှစ်နှစ်အတွင်းအသက်ဆုံးရှုံးသွားတာ46ယောက်အထိရှိနေပြီး HIV ပိုးကူးစက်ခံနေရတဲ့သူတွေလည်းရှိနေပါတယ်။အသက်ဆုံးရှုံးတဲ့ကလေးကြတော့HIV ရှိမှမွေးတဲ့ကလေးပဲပုံများတယ်။2ယောက်ရှိပြီ။2ယောက်3ယောက်ရှိပြီ။ဆေးမစားဘူး။ဆေးမစားသူတို့မရဘူးလေနော်ဆေး။သူတို့အသက်တိတ်မရှိနိုင်ဘူးပေါ့နော်။ခုခါမရှိတော့ဘူးပဝန်းကျင်မှာဘာဖြစ်တိုင်းသူကဖြစ်လာတယ်လိုင်စာမျိုးကနေနေတဝက်ခရီးသွားရပြီးဒုက္ခသည်ပေါင်း2000ကျော်စီရှိတဲ့မကာယန်ဒုက္ခသည်စခန်းဇန်အောင်ဒုက္ခသည်စခန်းတွေဟာလန်ခီကြမ်းတမ်းပြီးသွားလာရန်ခက်ခဲတဲ့အတွက်လူမှုရေးအဖွဲ့အစည်းတွေနဲ့ NGO အဖွဲ့အစည်းတွေကလည်းတွားရောက်ကူညီဖို့ခက်ခဲနေပါတယ်မြန်မာအစိုးရတပ်ရဲ့ထိုးစစ်ဆင်မှုတွေကြောင့်ရွာတွေကိုစွန့်ခွာထွက်ပြေးလာကြတဲ့သူတွေထဲမှာကျောင်းတက်နေတဲ့ကျောင်းသူကျောင်းသားတွေလည်းပါဝင်နေပါတယ်။မကာယန်ဒုက္ခသည်စခန်းနဲ့ဇန်အောင်ဒုက္ခသည်စခန်းတွေမှာကျောင်းလာတက်နေတဲ့ကျောင်းသူကျောင်းသားပေါင်း1300ကျော်ရှိနေပြီးဒီကျောင်းသူကျောင်းသားတွေဟာစာအုပ်ဘော့ဘန်စာသင်ခန်းဆရာမမလုံလောက်မှုစတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။တချို့မှာတော့ကျောင်းသားနဲ့ဆရာမကိုက်ဘူးပေါ့နော်။အခန်းကျောင်းသားများတယ်။အမျိုးဖြစ်တယ်ဒါပေမဲ့ကျူးစားမှတင်ကြဆရာမဘာသာရက်က4ဘာသာ5ဘာသာလောက်ကိုင်တယ်။တချို့တွေက3ဘာသာလောက်ပေါ့နော်။အမျိုးကိုင်တနေ့နေ့တစ်ချိန်ချင်းကြရင်ပေါ့ငါအေးချမ်းသာရလာမှာပေါ့နော်ကိုရွာမှာပြန်နေထိုင်လို့ရမှာဆိုတော့အမျိုးကလေးတို့နေတိစကားပြောပေးရပါတော့စိတ်အားမငယ်ရဘူးလို့အမျိုးပြောပေးရပါကန်ချင်းတဲ့ကောင်းစီစကားပါချင်းအစိုးရစစ်တပ်ဝင်ရောက်လာတဲ့ရွာတွေမှာနေအိမ်တွေကိုမိရှုခြင်းအမျိုးသမီးတွေကိုအထမပြုခြင်းရှိနေတယ်လို့နေအိမ်မှာဈေးရောက်နေရင်အစိုးရစစ်တပ်မှဖမ်းဆီးခြင်းခံရပြီးပြန်လည်ထွက်ပြေးလွတ်မြောက်လာတဲ့ဒေါ်ဆိုင်ခေါင်ကသူ့ရဲ့အတွေ့အကြုံကိုအခုလိုပဲပြောပြပါတယ်။ဟိုကယူသွားမလို့ဒီကကိုင်မလို့အဲ့လိုကြောင်သွားတယ်နော်ကျွန်တော်တို့ကတခါနဲ့ဖမ်းလာတယ်ကျွန်မနင်းတို့လက်ထဲမှာကျွန်မအဖမ်းမခံဘူးဆိုမှတခါနဲ့ထွက်ပြသူတို့
လိုက်ပြစ်တာလေ9ရောက်လိုက်ပြစ်တာမချီဘူးကျမမိသားစုနဲ့လေးနဲ့ပြန်ဆုံတဲ့အခါမှာဝယုံနော်ဝယုံဒီုံထဲမှာကျမတို့ပြန်ပို့လာတယ်အဲ့ထဲမှာလက်နဲ့ကြီးကြတာလေနော်မအောင်ဘူးမိခုပဲဟိုလေပြန်တိတ်သွားတယ်အဲ့မအောင်ဘူး10မိနစ်လောက်ကျမစောင့်ကြည့်တာဒီမိုင်းအောင်တော့လို့မိုင်းကွင်းတော့အရှင်ကွဲရမယ်နော်တေကွဲရမယ်လို့ကျမအဲ့ဒီထဲမှာဒီတိုင်းပဲချင်သွားတာလေ ဒေသခံတွေဟာနေအိမ်တွေကိုစွန့်ခွာထွက်ပြေးနိုင်ခဲ့ကြပေမယ့်အသက်အရွယ်ကြီးရင်ပြီးလက်မလျှောက်နိုင်တဲ့မိသားစုဝင်တွေကိုရွာမှာထားရစ်ခဲ့ရတဲ့အတွက်တက်ကြီးရွယ်အိုတွေဟာအစာရေစာရှားပါးမှုတွေကြောင့်အသက်ဆုံးရှုံးရတယ်လို့သိရပါတယ်။ အဖိုးကသူကအစတောင်းနေနာလေအဲ့သူလမ်းချောလေမရပိုးလေငါလို့မနိုင်ဘူးငါလို့ပစ္စည်းတယောက်ကဆောင်တခေအဘတ်အစားရပါတယ်တေဖူကြီးတာတဲ့ပဲပါတယ်အဲ့ငါလို့ဒီဖေးလမ်းနဲ့ဒီများလာပို့ပေးတာဒီမကားရငါတဖူကြီးထားခဲ့ပြီးနပတ်တော့ချူလို့ဆုံးပြီးတဲ့တေပြီးတဲ့မင်းတဲ့မစားရရေတဲ့မတော့ရဒီလိုပဲသူတယောက်ထဲပဲလေကျွေးလူမရှိဘူးရေခတ်ကျွေးလူလည်းမရှိ လက်ရှိအချိန်မှာမြန်မာအစိုးရနဲ့ KIO ခေါင်းဆောင်တွေဟာငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်နေပေမဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးတော့မရရှိသေးပါဘူး။တွေ့ဆုံဆွေးနွေးပွဲတွေအပေါ်ဒုက္ခသည်စခန်းတွေမှာနေထိုင်နေတဲ့သူတွေကလည်းအမြင်အမျိုးရှိနေကြပါတယ်။ KIO အစိုးရဘက်ကလူကြီးကရောခေါင်းဆောင်တွေကရောဒီမြန်မာနိုင်ငံဟိုအုပ်ချုပ်နေတဲ့မြန်မာအစိုးရတွေကရောအလုံးပြည်သူလူထုအတွက်ငြင်းညာပြီးမှဒီငင်းချမ်းရေးကိုဟိုမှအဖေရှာသွားဖို့အမျိုးပဲကျွန်တော်ကပြောချင်တယ်ပေါ့နော် လက်ရှိစုရတယ်ကဒီမှမတည်တာငင်းချမ်းရေးယူတဲ့စနစ်ကျော်နော်အဲ့ဒါလေသူတို့လိန်ညာတယ်လေအခုလည်းငင်းချမ်းရေးဆိုနေကျမတို့မယုံဘူးကြောက်တယ် နေအိမ်လေယာတွေကိုစွန့်ပစ်ပြီးထွက်ပြေးလာခဲ့ရတဲ့အတွက်စစ်ပွဲတွေအဆုံးသတ်သွားပါကမိမိရဲ့နေရက်တွေကိုပြန်ပြီးနေထိုင်ခြင်းနဲ့လို့စစ်ပြေးဒုက္ခသည်တွေကပြောဆိုခဲ့ကြပါတယ်။ ဘာထဲမှာဆိုလို့ရှိရင်ကိုယ်လုပ်ငန်းနဲ့ကိုယ်လည်းနော်ကိုယ်နေရာနဲ့ကိုယ်ခြံနဲ့ကိုယ်အမျိုးလောက်ကင်စားတဲ့ခါကျတော့စိတ်ထဲမှာလည်းပြောတယ်အဲ့ခါကျတော့အခုထပ်ပြေးခဲ့ဆိုတော့သူများနေရာမှာအမျိုးနေကိုနေရာဒေသလည်းမဟုတ်လေနော်အမျိုးခါကျတော့အခုကျွန်တော်ဖြစ်နေတာကိုနေရာကိုပြန်ပြီးမှပြန်လက်စားချင်တာပေါ့ကိုနေမှာဆိုကိုလွတ်လွတ်လပ်လပ်လည်းလှုပ်ရှားလို့ရတယ်လေ anh chị nhà ra nhìn giống tuần tam cho ra phê bình mình chơi nè khôn nạp ai ăn chơi nè chúng ta dùng phê mình chơi nè cái hoàng vui đúng rồi 2011ခုနှစ်ဇွန်လ9ရက်နေ့မှာဖြစ်ပေါ်လာတဲ့အစိုးရတပ်နဲ့ KIA တို့ရဲ့တိုက်ပွဲတွေကြောင့်တရုတ်နယ်စပ်တစ်လျှောက်မှာဒုက္ခသည်စခန်းပေါင်း18ခုရှိပြီးစစ်ပြေးဒုက္ခသည်ပေါင်း3သိန်းကျော်ခိုလုံနေကြတယ်လို့သိရပါတယ်ရှင်။